တောင်စပူလက်ရကျွန်းမှာမင်္ဂလာချက်တွေပေါ်ပြေးလာတာရမစုံလေးပြလွမ်းတာဘေးပြမတန်းပဲအေးချမ်းလေးတာမြစ်တာဆန်းရင်မထမ်းသစ္စာပန်းတွေပွင့်လန်းလို့ဝေဖြာဒါနအကျိုးကြောင့်ယရနာမိုးရွာသွန်းသိပမာချက်တီတက်နေအခက်ဝေဝေစားသာသနာကျိုးကြောင့်သရမိုးရွာနေသည်များသည်ပရာဏမဟုတ်ပါမြဝေနေရဒုရဖယားရှင်ဟောကြားခဲ့တာစေရနာအဓိကပါနေသည်များသည်ပရာဏမဟုတ်ပါမြဝေနေရဒုရဖယားရှင်ဟောကြားခဲ့တာစေရနာအဓိကပါမရှိလို့မလို့မရှိရှိတာလေးတော့လူပြအောင်လူပါသူငါဒါနာမျိုးစိစိုက်ကြပြကြပါ